ပိတ္တာဘဝရောက်သွားရင်ဘလောက်ဒုက္ခတွေရောက်မလဲငရဲသို့ကြသွားရင်ဘလောက်ဒုက္ခတွေရောက်မလဲဆိုတာအဲ့ဒီဘဝခန္ဓာတွေအတွက်လဲစဉ်းစားအခုဒီမှာငလင်းနေလှုပ်လို့ဒုက္ခတွေရောက်သေးကြအတုံးယုံမယ်ဒါတွေကိုတော့ဟာတိုက်ပြီးလို့သေကြတယ်ပြောနေတာနည်းနည်းခမရတို့ကျုပ်တို့နေတိုင်းစားနေတဲ့ကြက်သားတွေဝက်သားတွေငါးတွေစိတ်တွေတကဘာလုံးပြန်ခြုံကြည့်ပါဘလောက်ယောဂမရှိအပြည့်မရှိပဲနဲ့အသက်လွတ်ကြီးအသက်စားခံနေရတယ်အဲ့ဒါလေးတွေလေငါတနေ့အဲ့ဒါတွေလွတ်ပါမလားဆိုတာလဲတွက်ထားမယ်လူဘဝတဘဝတည်းမကြည့်ပါနဲ့တဲ့အဲ့ဒီလိုမကြည့်တဲ့ပုဂ္ဂိုလ်ကဘဝမှာရတာနဲ့ကျေနပ်ပြီးနေတာကျေနပ်နိုင်တဲ့လူတွေကကျေနပ်နေပေမဲ့တခဏဆိုတဲ့လူဘဝအတိုင်းအတာလေးအတွင်းမှာခဏပဲကျေနပ်လို့ရမှာနော်အမြဲတမ်းကျေနပ်လို့မရဘူးဆိုတာကိုယ့်ကိုအမြဲတမ်းအမှတ်ပြုနေပါငါဒီလူခန္ဓာနဲ့လူဘဝကြီးမှာအမြဲနေရမှာမဟုတ်ဘူးဘဝတစ်ကိုပြောင်းရွှေ့ရမယ်ဘဝကိုဆုံးအောင်လက်ဆက်မတတ်ဘူးဆိုရင်ဘဝတစ်ဆိုတာရှိမယ်အကယ်၍ဒီဘဝမှာလက်ဆက်မတတ်နိုင်တဲ့ဘဝတစ်ရွှေ့ပြောင်းရမယ်အောင်မယ်ဆိုရင်တော့မှအပယ်လေးပါးသို့မရွှေ့ပြောင်းအောင်နိုင်အောင်ဟောအရေးကြီးလာပြီအပယ်လေးပါးဘဝမကြရောက်အောင်အသေးအတန်ကာကွယ်ရတော့မယ်ဒါကိုမကြောက်ရင်တော့လည်းမသိဘူးပေါ့အပယ်လေးပါးကိုကြောက်ပြီဆိုရင်တကယ်ကြောက်ပြီဆိုရင်အပယ်လေးမှလွတ်အောင်ပြေးကြဘဝကိုကြောက်တယ်ဆိုရင်ဘဝလွတ်မြောက်အောင်ပြေးကြမကြောက်တဲ့လူကတော့ခံကြပဲအဲ့တော့ကြောက်တဲ့လူတွေကထွက်ပြေးကြတယ်တရားအားထုတ်တယ်ဆိုတာကြောက်လို့ထွက်ပြေးတာအဲ့ဒါကိုနားလည်ရမယ်ဟာဘာယုတ်တိမြင်နေဒါနေနန်းနေမြင်နေတယ်ဘာဒီဖြစ်ချင်တယ်ဘလို့လေးကြီးတယ်ဘလို့လေးအေးတာဘလို့လေးချမ်းသာဘာလင်းကနေရှင်းကနေသွားလုံးမနေနဲ့အဲ့ဒါတရားမဟုတ်ဘူးတရားဆိုတာအနိစ္စကိုပိုင်းပိုင်းခြားခြားမြင်ပြီးခဏခဏမြင်ပြီးဒလဇတ်မြင်ပြီးဒလဇတ်ရှုပြီးနေတော့အနိစ္စချက်ကိုကြောက်တယ်ဒုက္ခလက္ခဏာဒုက္ခဝိပဿနာကိုဒလဇတ်ရှုနေမယ်ဆက်ခရှုနေမယ်ဆိုရင်အဲ့ဒုက္ခဖြစ်ပုံကြီးကိုကြောက်တယ်ကိုယ်လိုသို့မလိုက်တဲ့သဘောအနတ္တသဘောကိုရှုမယ်ခဏခဏရှုမယ်မအားတမ်းရှုနေမယ်ဆိုရင်ကြောက်တယ်အနိစ္စလည်းကြောက်เสียကြီးဒုက္ခလည်းကြောက်เสียကြီးအနတ္တလည်းကြောက်เสียကြီးအနတ္တဆိုခင်ဗျားတို့ကိုယ်ငါတို့16နှစ်သမီးဖြစ်ခြင်းနဲ့16နှစ်သားဖြစ်ခြင်းနဲ့လူဘဝမှာလူခန္ဓာနဲ့ပဲအမြဲနေခြင်းနဲ့လို့ကိုယ်လိုသို့မလိုက်ဘူးပိုခြင်းဘူးမနာခြင်းဘူးယောဂတွေမရခြင်းဘူးလို့ကိုယ်လိုသို့မလိုက်ဘူးအဲပြောတော့ငါခန္ဓာကိုယ်လည်းပြောတယ်ငါလိုလည်းမလိုက်ဘူးငါပိုင်ငါခန္ဓာကိုဆိုရင်ငါအလိုလိုက်ရမယ်လေငါလိုမလိုက်မှန်းသိသည်ကြီးနဲ့သူ့အလိုတိုင်းလိုက်ပြီးတော့အိုနာပြီးသပင်ဖြူခေါင်းဖြူယောဂတွေကအခုချိန်ထိငါအလိုမဟုတ်ဘူးငါခန္ဓာမဟုတ်ဘူးဆိုတော့မသိသေးဘူးလားမမှတ်သေးဘူးလားကိုယ်လိုသို့မလိုက်ဘူးဆိုတာမသိသေးဘူးလားတရားဆိုတာဖုံးကွယ်နေတဲ့အရာမဟုတ်တာကြီးကိုဘာဖြစ်လို့မသိကြိုးခြင်းငါခန္ဓာဘာဖြစ်လို့ဖုံးထားတာလဲအဓိပ္ပာယ်ရှိလို့လားငါကိုယ်ပဲငါပဲလို့ဖုံးထားတာအဓိပ္ပာယ်မှမရှိတာကြီးငါကိုငါသဘောဆိုရင်ငါပိုင်နေဆိုရင်မအိုနဲ့မနာနဲ့မသေးနဲ့မြဲရမယ်ဒါဆိုကိုယ်လိုသို့လိုက်တယ်ကိုယ်လိုသို့လိုက်လို့ခင်ဗျားတို့အမေရိကန်နေဂျပန်နေဘဲနေပါအမြဲတမ်းကိုယ်လိုသို့လိုက်ပြီးမအိုမနာမသေးနဲ့နေလို့ရမယ်ဆိုရင်ကျုပ်တရားလည်းမဟုတ်ဘုံလည်းမတော်ဘုန်းကြီးလည်းမဟုတ်တရားလည်းအမထိုင်ဘာလို့တရားထုတ်မယ်ညောင်းစရာကြီးကိုယ်လိုသို့မလိုက်မှန်းသိတော့အရသာတွေဖြစ်ပြီးတော့အလိုမလိုက်အကြိုက်မပါဖြက်စီးမှုနဲ့ပြက်စီးမှုတွေနဲ့ရောထွေးနေတဲ့ဘဝခန္ဓာကြီးနောင်မဖြစ်ချင်တော့ပါဘူးဒီလိုဖြစ်ရမယ်ဘဝခန္ဓာကြီးကိုကြောက်လာတယ်မြင်တော့လဲခဏကြားတော့လဲခဏစားတော့လဲခဏပြီးတော့လဲခဏကြီးတော့လဲခဏအိတ်တော့လဲခဏစားတော့လဲခဏလေးနေမယ်ပျောက်သွားတာအဲ့လိုပြောရင်ဆိုရင်နေတိုင်းနဲ့ပဲတနေ့ကုန်သွားပျောက်သွားပြန်ဗမာလည်းမြဲတာမမြဲတဲ့သဘောတွေဒါဆက်ရှုနေမယ်ဆိုရင်ကြောက်သွားပြီးတော့ဖြက်ပြေးတော့တာပဲဆင်းရဲတဲ့လက္ခဏာတွေကိုကြိုက်တယ်လဲထုံတယ်လဲကျင်းတယ်လဲပူတယ်လဲအေးတယ်လဲထိုးတယ်လဲအောင်းတယ်လဲနားတယ်လဲတင်းတယ်လဲကြိုက်တယ်အဲ့လိုရုပ်ကြီးဖောက်ပြန်နေတဲ့ယာတိလူတွေဖောက်ပြန်နေတယ်နော်ယောဂဗျာတွေနဲ့နှိမ့်ဆက်ပြီးဖောက်ပြန်နေတယ်အဲ့ဒီလိုဒုက္ခလက္ခဏာဒုက္ခဝိပဿနာတွေရှုရင်လည်းဒါကြီးကြောက်သွားပြန်ရောဘဝဖြစ်ရမှာကြောက်တယ်
အဲ့ဒီလိုကြောက်တဲ့စိတ်ကြီးရှိမှအဲ့ဒီကြောက်စိတ်နဲ့တရားရှုမှအဲ့ဒါကိုတရားသမားလို့ခေါ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တိုက်ခွဲ30နှစ်မြည်ကြည့်အောင်ပါပဲဟိုဟာမြည်ကြည့်အောင်မယ်ဟိုဟာသက်တာတယ်ဒီဟာကြာတယ်ဟိုဟာပြင်းတယ်ဒီဟာပြော့တယ်ရှောက်လုံးတယ်ဘယ်လိုတရားမလဲဒါတရားမှမဟုတ်ဘူးအဲ့ဒါကိုတရားဓမ္မတွေသိစေခြင်းတယ်ကြောက်မှကြောက်စိတ်မရှိဘူးဆိုရင်တရားအားထုတ်တဲ့ပုဂ္ဂိုလ်လို့မပြီးသားသေးဘူးကြောက်လို့ထွက်ပြေးတဲ့ပုဂ္ဂိုလ်မှပြီးသားတာခန္ဓာကိုကြောက်လို့ဘဝကိုကြောက်လို့သေဘေးကိုကြောက်လို့သေပြီးအပေဘေးကိုအ ਨੇ ဆုံးကြောက်လို့အဲ့ဒီမှာလွတ်ချင်လို့ကြကုတ်ကြခဲကုတ်ခဲပြီးပွေးတိတ်ပြီးဆုပ်ဆုပ်ပြက်ပြက်ပေပေတူတူမရရအောင်လုပ်တာအဲ့ဒါမှတရားသမားလို့ခေါ်တယ်2 နာရီကြာလိုက်တာ3 နာရီကြာလိုက်တာ ਨੇ ဘယ်လိုလုပ်တရားရမလဲအဲ့ဒါတရားသမားစိတ်မဟုတ်ဘူး